က
လို့လားဒီချာချာပြုစုစောင့်ရှောက်ဖို့ရနိုင်တယ်ဒါကြောင့်မို့လို့နောက်ဆုံးသားသမီးတွေရဲ့ကျင့်ဝတ်တရားဖြစ်တဲ့လူညဝေလေးဆိုတဲ့ကျင့်ဝတ်တရားနဲ့အညီမိမိတို့ကပြောလို့သွားတဲ့မိခင်ကြီးကိုတာလူ့ဘောဓနာပေါ်ဆိုနိုင်အောင်ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အများတန်းကိုပေးဝေကြနော်အဲ့ဒီလိုဆိုတော့ဦးဇင်းတို့ကမြတ်စွာဘုရားရှင်ကယခုလိုပွဲလုံးသွားတဲ့ပုဂ္ဂိုလ်တွေအတွက်ကြံရည်ကြတဲ့ပုဂ္ဂိုလ်တွေကအများတန်းနေပေးဝေရတယ်ဆိုတာဘာကြောင့်ပြုလုပ်ရတယ်မေးလို့ရှိဦးဇင်းတို့မြတ်စွာဘုရားရှင်ဟောထားတဲ့တရားတော်ရှိအဲ့ဒီမှာကဦးဇင်းတို့ဒီလောကကလူပုဂ္ဂိုလ်တွေကိုခွဲခြားပြီးတော့ကြည့်လိုက်လို့ရှိရင်ပုဂ္ဂိုလ်၃မျိုးရှိတယ်လို့ဟောကြားထားဘာပုဂ္ဂိုလ်တွေလဲဆိုရင်ပရမလောကတော့ဂတိဝိမု တ်တာတဲ့ဂတိကင်းလို့သွားတဲ့ပုဂ္ဂိုလ်တွေတဲ့နော်။ဘာကြောင့်ဂတိကင်းလို့သွားတဲ့ပုဂ္ဂိုလ်တွေလို့ခေါ်ရတာလဲဆိုရင်သူတို့တရားပိဋကဘုရားဉာဏ်သာရှင်လူငယ်ကြီးတွေအဲ့ဒီပုဂ္ဂိုလ်တွေကဂတိဝိမုတ်တာဂတိကင်းလို့သွားပြီတဲ့သူတို့ဟာဒီဘဝကကွယ်လွန်သွားပြီပြိဋိဘံသမားပြီဆိုလို့ရှိရင်သူတို့ဟာဒါနိဗ္ဗာန်ကိုသာဝင်သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်သူတို့ကတိုင်းကြတဲ့ပုဂ္ဂိုလ်တွေကသူတို့ဘုရားပေါင်းပြီးပြုလုပ်ပြီးတော့တာဘုလူဘောရတာဟောဆိုနိုင်ရသူကတည်းကပြုလုပ်ပြီးတော့အများတန်းပြင်းပြီးတာမလို့တော့ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေကျတော့ဂတိဝိမုတ်တာပုဂ္ဂိုလ်တဲ့နော်နောက်ဒုတိယပုဂ္ဂိုလ်ကျတော့ဂတိနိယတာပုဂ္ဂိုလ်ဂတိနိယတာပုဂ္ဂိုလ်များဘယ်လိုပုဂ္ဂိုလ်တွေလဲမေးရင်ကိုယ်ရဲ့သောတာပန်သရဂါအနာဂါလို့ခေါ်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီဘဝကကွယ်လွန်သွားရင်နောက်ဘဝမှာသူဂတိလို့ခေါ်တဲ့လူချမ်းသာနဲ့ချမ်းသာလူမချမ်းသာလို့ခေါ်တဲ့ချမ်းသာမှုနာကိုခံစားပြီးတော့ပြောမယ်ဆိုရင်ဥပ္ပိဘဝကိုရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါကြောင့်မို့လို့သူတို့ဟာလည်းဂတိနိယတာဂတိနေတဲ့ပုဂ္ဂိုလ်တွေဒါသူတို့ဟာလည်းသူတို့ပြောရမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အများနဲ့အေးဝေနေတာမလိုဘူးလို့နောက်ဆုံးပုဂ္ဂိုလ်ကတော့ဘာပုဂ္ဂိုလ်လဲမေးဂတိအာနိယတာပုဂ္ဂိုလ်ဂတိမမြဲတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေကဥပ္ပေနောအပေါင်းနဲ့အာဝတော်တရားနာကြားနေတဲ့ပုဂ္ဂိုလ်ပေါင်းတွေကဂတိအာနိယတာပုဂ္ဂိုလ်တွေသူတို့ကဂတိမမြဲသေးဘူးဘာကြောင့်ဂတိမမြဲတာလဲမေးဥပ္ပေနောဝယ်လွန်သွားတဲ့အခါမှာရောက်ရှိနိုင်တဲ့ဘုရားက၅မျိုးနော်နတ်ဘုံရှိတယ်လူဘုံရှိတယ်တိရစ္ဆာန်ဘုံရှိတယ်ပြီးတော့ငရဲဘုံရှိပြီးတော့ပိဋ္ဌာဘုံရှိတယ်အဲ့ဒီလိုဘုံဘဝ၅မျိုးထဲမှာဦးဇင်းတို့ဟာဘယ်ဘုံဘဝကိုရောက်တယ်လို့ပြောလို့မရသူဂတိဒုက္ခတိအနေနဲ့ဆိုရင်တော့ဦးဇင်းတို့ဟာသူဂတိကိုရောက်နိုင်တာဒုက္ခတိကိုရောက်နိုင်တာမလို့မှမသိနိုင်ဘူးအဲ့ဒီလိုမသိနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ဦးဇင်းတို့တွဲလို့သွားရင်ဒီလိုကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့တာလူလူဘောကပေါ်လို့နိုင်ရင်ညတန်းကိုပေးယူရတယ်။ဒါဦးဇင်းတို့ကိုမင်းရဲ့ဒီကြီးဒါအမေစွာဆိုလို့ရှိရင်လည်းဒါသူကွယ်သွားတာဦးဇင်းတို့ကွယ်သွားတဲ့အချိန်မှာသူလူဘဝကပြုခဲ့တဲ့ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေအမှတ်နဲ့ရတဲ့ဟာသာတန်ရောတဲ့သတိတန်ရောတဲ့ဥစ္စာပီတိရဲ့တန်ရောတဲ့တန်ရောတဲ့မျိုးမျိုးနဲ့လာပေါ်လို့ကန်ဒီဒါစိတ်တန်ရောတဲ့နေနဲ့ကွယ်လွန်သွားတဲ့ဆိုရင်ပေါ့အဲ့ဒီလိုကွယ်လွန်သွားရင်ဒါကောင်းတဲ့ဘဝတွေရောက်ရှိနိုင်တယ်နော်တကယ်လို့ကောင်းတဲ့ဘဝလူပြည်တဲ့ဒီလိုပေါ်တဲ့သူတိဘဝကိုရောက်နေရင်တော့ဒါအထူးတလည်းဦးဇင်းတော်များတန်ပေးပြီးတာမလိုဘူးပေါ့ဒါပေမဲ့လို့ဦးဇင်းတို့ဟာဘုံဘဝမမြဲတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့နော်။ကောင်းတဲ့ဘုံကိုလည်းရောက်နိုင်တယ်လို့မကောင်းတဲ့ဘုံကိုလည်းရောက်နိုင်။တကယ်လို့များမကောင်းတဲ့ဘုံဘဝကိုရောက်ရှိနေတယ်ဆိုရင်ဒီကုသိုလ်ရဲ့ကုသိုလ်ကောင်းမှုတွေကိုရပါစေလို့ဒါမိမိတို့ရဲ့စိတ်ထဲနှလုံးသားထဲကမိမိတို့ရဲ့မိခင်ကြီးပဲရည်စူးပြီးတော့အများတန်းပေးဝေရအောင်နော်။ဒါကြောင့်မို့လို့ဦးဇင်းတို့ဒီနေ့ပြုတဲ့ကုသိုလ်ဟာဘာကုသိုလ်လဲမေးရင်မိခင်ကြီးရောက်ရဘဝဘုရားနာကနေသာဓုဒီဘောဓနာပေါ်ဆိုပြီးတော့ကောင်းမှုနဲ့သုတိဘုံဘဝတွေကိုရောက်ရှိပါစေလို့မိမိတို့စိတ်ထဲကရည်စူးပြီးတော့ပြုတဲ့ဥဒိတာကုသိုလ်လို့ပြောလို့ရတယ်နော်။ဒါကြောင့်မလို့ဒီနေ့မိမိတို့ဟာအမြဲတမ်းဒီလိုကိုချင်းနာပြီးပြည်ပြားတွေကိုအမြဲတမ်းဆင်ခြင်ပွားများပြီးတော့မိမိတို့ရဲ့ဒီခင်ကြီးကိုဂ
အခုဒေသနာတော်မှာရှိသည့်အတိုင်းတတိယနေ့တာပုဂ္ဂိုလ်တွေဖြစ်သည့်အားလုံးကမိမိတို့ဒီဒီကိုအားလုံးပဲအများအပြားကိုရေးဝေကြမယ်နော်ဒါကြောင့်မိမိတို့ဟာမိမိတို့ဒီဒီကမိမိတို့ပေါ်မှာကျေးဇူးများတွေရှိသည့်အားလုံးကမိမိတို့ကလည်းကတိယုဒကတဝေဒီဆိုတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဒါမိမိတို့ဒီဒီကိုပြန်ပြီးတော့ကျေးဇူးဆက်တဲ့ဒီကုသိုလ်ပြုလုပ်တဲ့ဘွယ်အဲ့ဒီပြုလုပ်တဲ့ဘွယ်မှာအားလုံးပဲမိမိတို့ဟာကိုယ်ချင်းနာချင်းသိချင်းဆိုတဲ့ဒီတရားသုံးမျိုးကိုအမြဲတမ်းအသိဉာဏ်ပွားများပြီးတော့ဘဝတစ်လျှောက်လုံးအေးအေးချမ်းချမ်းနဲ့နေနိုင်ကြပြီးတော့မိမိတို့ရဲ့မိခင်ကြီးကိုဒါအမြဲတမ်းပြုလုပ်ကောင်းမှုပြုလုပ်ပြီးတော့အများတန်းပြီးကြရအောင်အပမဒေနတမ္မာဒေနာအပမဒေနမမေ့မလျော့ဘောမသာလို့ပရိယာဖြစ်တမ္မာဒေနာကုသိုလ်သံဃာတရားများကိုဝေပြုသောအကျင့်ဉာဏ်ဉာဏ်သောအဉာဏ်တို့ဖြင့်ကျင့်ကြံကြိုးကိုအားထုတ်နိုင်တဲ့ဘုရောကောင်းပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်နိုင်ကြပါကုန်ကြတရားလုံးရဲ့ကာယကံရှိကိုယ်တိုင်ကလည်းမိမိတို့ရဲ့စိတ်ထဲကနေပြီးတော့ဒီဒေါ်လာရှိကိုဖိမှန်တာပြီးတော့နော်။အခုလေးတော့ကာယရှိကိုမြင်လာတဲ့ဒီကအသိရတယ်လေဖိမှန်တာပြီးတယ်။လောကံတော်3ရက်ကဝါရဝါတို့ကူကြောင်းသွားပြီးဖြစ်တော့အသက်60လေးနှစ်အရွယ်ရှိမိခင်ကြီးဒေါ်လာချိုးမိခင်ကြီးဒေါ်လာချိုးအတွက်ကြံရည်ကြတော့အာသီများတဲ့ဘဝဓမ္မမေ့စေပေါင်းဘုရားပေါင်းတွေကသူတို့ပြုလုပ်ပြီးတော့အများအတန်းကြီးအေးဝေနေတဲ့အချိန်ခါဖြစ်ပါတယ်။ယခုပြုလုပ်တဲ့သူတို့ပေါင်းတွေရဲ့ဘုရားကကိုညော်နေတောင်းတနေတဲ့ဘဝမျိုးပါများရောက်ရှိနေခဲ့ရင်ပေါင်းပြုလုပ်ရာဒီနေရာဌာနတို့လာရောက်ပြီးသာဓုဒီဘောဓနာပေါ်လို့လဲပါလို့ဖိတ်မှန်ကပြုပါတယ်။သာသနာတော်ကြီးတို့ဒါနမာကြီးဖြစ်တော်ကြောင့်သာသနာတော်ကနတ်ရဲ့၎င်းနတ်ပေါင်းတို့ကလည်းမိခင်ကြီးဒေါ်တော်တို့ကြားပြီးနိုင်အောင်တစ်စက်တကပြောကြားပြီးနေပါလို့တိုက်တွန်းပါတယ်ပုံရောတွေပြပါလေမိခင်ကြီးဒေါ်တော်ဆိုဒီနေရာဌာနတို့လာရောက်ပြီးသာဓုဒီဘောဓနာပေါ်လို့လဲပါဒါအားလုံးနဲ့ဒီဝေချညပြေးရတဲ့အားလုံးကိုဒီကကုသိုလ်ဖြစ်တော့လိုက်စီကြနော်အရှင်ဘုရားဗရဏသုတ်တံကံကံရကျိုးကိုယုံကြည်ကြပါကုန်သောတရားတိတော်ဘုရားမာရောသည်ယနေ့ယခုလုံးကတော်ဘုရားခန္ဓာဘဝတဘာသူကြောင့်ဝါတော်မိခင်ကြီးဒေါ်တော်ချိုသည်ရောက်လာဘဝဘုရားနာနာချမ်းသာဒုက္ခဝါဝါတို့ကိုခံစားရရှိစေရန်စိတ်ကြည်တန်၍တရားမှုရှိသောသံဃာတော်အရှင်လူမြတ်တို့အားသံသင်္ကန်းအစာရှိ
ယေတောဘုရားတော်တို့ကိုအာယုမသာခြင်းဒီနေ့ပြုအပ်သောကုသိုလ်ကောင်းမှုတို့၏အဖို့ဘာကကိုအမြတ်ပေးဝေခြင်းဤသို့ပေါင်းစုညာမြတ်သောကုသိုလ်ကောင်းမှုအစုစုတို့ကိုစီကူပြုလို့အာရုံကြပါကုန်၏အရှင်ဘုရားယနေ့ယခုစီကူပြုလို့အာရုံရသောကုသိုလ်ကောင်းမှုအစုစုတို့၏အကျိုးအားကြောင့်မိခင်ကြီးဘောနတော်ချူသည်ရောက်ရဘဝဘုရားနာမအာတုဝေဒနာသောသုနိုင်ကကောင်းမွန်သောလူစည်းစိမ်လူချမ်းသာနတ်စည်းစိမ်နတ်ချမ်းသာအစရှိသောချမ်းသာဒုက္ခဘာဝတို့ကိုချမ်းသာစံသာနိုင်ပါစေသာအရှင်ဘုရားညာတိတော်တို့သည်လည်းဩနာတေယေဒုက္ခဒေရုမအဝေယာမံတို့သင်္ညာစွာမျက်မှောက်ပြုရပါလို့၏အရှင်ဘုရားနိဗ္ဗာန်မရမီတန္တရာ၌သင်လေရသည်ရှိသောအပင်ရနှင့်စင်ရကင်းသည်လူဘုံနတ်ဘုံသုဂတိဘုံတို့၌သာခြေကြရ၍ဘဝစတ္တပညာရှိသူတော်ကောင်းတို့နှင့်သာတွေ့ကြုံဆုံးစည်းပေါင်းတရားပါလို့၏အရှင်ဘုရားအရှင်ဘုရားယနေ့ယခုစီကူပြုလို့အာထုရသောကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ဘာကကိုအတ္တထိရှာရှိမရှိကုန်သောဒုက္ခဘုရားဆရာဓမ္မဆွေမျိုးအပေါင်းတို့အား၎င်းကိုယ်ဆောင်နာကျောင်းဆောင်နာရပ်ွယ်ဆောင်နာလမ်းဆောင်နာမြို့နယ်ဆောင်နာအာဂတသို့ဘုံကသို့အသရှိသောဓမ္မယတကောအာပေါင်းတို့နှင့်တကဝါ30ဘုကျင်လေကုန်သောဝိနည်းယဒုက္ခိတာဒုက္ခိတာတတ္တဝါပေါင်းတို့အားအမြအမြအမြပေးဝေပါ၏အထူးအားဖြင့်ဘုံကဲ့သောသုံးရခန္ဓာဘဝတစ်ပါးဥပြောင်းသွားသောမိခင်ကြီးဘောနတော်ချူသည်ဘောနတော်ချူအားအမြအမြအမြပေးဝေပါ၏မိခင်ကြီးဘောနတော်ချူနှင့်တကဝါအာလုံးသောပုဂ္ဂိုလ်တတ္တဝါပေါင်းတို့သည်ယနေ့ပြုလို့ကုသိုလ်ကောင်းမှုတို့၏အဖို့ဘာကကိုအကျွန်ုပ်တို့နှင့်သတ္တုထမ်းများရရှိပြီးလျင်ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါလေကုန်သောအ
ရေစက်ကွက်တွေ龙门的硬件是吧？来。我这人过的。